တာမန်ဖျားတာခေါင်းကိုက်တာကနေ24နာရီအတွင်းအသက်ဆုံးရှုံးသွားနိုင်တဲ့ယောဂတစ်မျိုးအကြောင်းကိုတင်သိပါသလားဒါကတော့အုံနောက်အမေးရောင်ယောဂပဲဖြစ်ပါတယ်ဒီယောဂကအသက်အရွယ်မျိုးဖြစ်ပွားနိုင်ပြီးတော့ခုခံရနေတဲ့သူတွေအဆောင်နေတဲ့ចောင်းသားလူငယ်တွေအသက်9နှစ်အောက်ကလေးတွေနဲ့ကိုယ်ဝန်ဆောင်မိခင်တွေမှာအဖြစ်များပြီးတော့ဖြစ်ပြီးဆိုရင်လည်းအသက်အနေနဲ့စိုးရင်ရပါတယ်ချက်ချင်းစိတ်ယုံပြရမယ်လက္ခဏာတွေကတော့လူကြီးတွေမှာဆိုလို့ရှိရင်အပြင်းအထန်ဖျားမယ်ခေါင်းတွေတအားကိုက်မယ်ဇက်ခိုင်ပြီးတော့လဲပင်လှည့်ရတာတောက်နေမယ်အလင်းရောင်ဆူဆူကိုမကြည့်နိုင်တာမျိုးတွေလည်းခံစားရနိုင်ပါတယ်ဒါအပြင်အကြောင်းရင်းမရှိဘဲနဲ့အန်နာသတိလစ်တာနဲ့စိတ်ရှုပ်ထွေးတာမျိုးတွေလည်းဖြစ်တတ်ပါတယ်ကလေးငယ်လေးတွေမှာဆိုရင်တော့နိုးမဆိုးတော့တာအစားမဝင်တာခန္ဓာကိုယ်ကပျော့ခွေနေတာဒါမှမဟုတ်ရင်အရန်တောက်နေတာကလေးရဲ့ငယ်တွေကလေးတွေကဖောင်းနေတာပြီးတော့ချော့မရအောင်အဆက်မပြတ်ငိုနေပြီဆိုရင်တော့ဒါကအရေးပေါ်အခြေအနေပဲဖြစ်ပါတယ်နောက်ထပ်အရေးကြီးဆုံးတစ်ချက်ကတော့အရေးပြားပေါ်ကအနီခွက်တွေပါဒီအနီခွက်တွေကိုဖန်ခွက်အကြီးတစ်လုံးနဲ့အပေါ်ကတင်းတင်းလေးဖိကြည့်ပေးရပါမယ်ဒီလိုဖိလိုက်လို့အနီခွက်တွေကအယောင်ဖြော့မသွားဘဲနဲ့ညီမြဲညီနေတယ်ဆိုလို့ရှိရင်သွေးထဲထိပိုးရောက်နေတာဖြစ်လို့အလွန်စိုးရင်ရတဲ့အတွက်အရေးပေါ်ဌာနကိုချက်ချင်းသွားရပါမယ်ဒီယောဂါကိုကာကွယ်ဖို့အတွက်အထည်ရောက်ဆုံးနည်းလမ်းကတော့ကာကွယ်ဆေးထိုးခြင်းပါပဲ PCV နဲ့မနီကိုကော့ကဲကာကွယ်ဆေးတွေကိုအကြိမ်ပြည့်အောင်ထိုးထားရပါမယ်။တကိုယ်ရည်တန်ရှင်းရေးအတွက်လက်ကိုသေချာစင်ကြယ်အောင်ဆေးဖို့နဲ့တကိုယ်ရည်သုံးပစ္စည်းတွေကိုအသုံးအဆောင်တွေကိုမျှဝေသုံးစွဲခြင်းမပြုကြဖို့လည်းအရေးကြီးပါတယ်။ဒီယောဂါကပျောက်ကင်းသွားမယ်ဆိုရင်တော့မှနောက်ဆက်တွဲဆိုးကျိုးအနေနဲ့နားမကြတော့တာအုံနောက်ထိခိုက်တာမျိုးတွေဖြစ်ကြံခဲ့တတ်ပါတယ်။ဒါကြောင့်မလို့အခုကျွန်မပြောပြတဲ့လက္ခဏာတွေကိုတွေ့နေရပြီဆိုရင်တော့အချိန်ဆွဲမနေဘဲနဲ့ဆေးရုံကိုအမြန်ဆုံးတင်ပြီးတော့ကုသမှုခံယူဖို့အတွက်တိုက်တွန်းချင်ပါတယ်